စင်မြန်ကြီးကိုအမှန်ကန်တီးတဲ့ချန်ပီယံဒီနှစ်ရာသီမှာဟိုဖလားသိမ့်မယ်ဒီဖလားသိမ့်မယ်ဆိုပြီးကြွေးကြော်ခဲ့တဲ့စင်မြန်ကြီးတို့ဟာပွဲစဉ်သုံးပါရင်အရှုံးဆိုတာကိုကြုံတွေ့နေရပြီပဲဖြစ်ပါတယ်ချန်ပီယံတို့ရဲ့တက်ကွင်းလိုနာမည်ကြီးတဲ့ Anfi ရဲ့အောက်မှာနီးစနစ်ဆရာအာဒီတာတယောက်ဒူးထောက်ခဲ့ရပါတယ်ပွဲစဉ်တစ်လျှောက်လုံးဂိုးပေါက်တဲ့မှုတစ်ချိန်သားရရှိခဲ့တဲ့အထိရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်ဘာလာလာတောင်းကံမောရအောင်ယူကန်တင်မယ်ဆိုတဲ့အကွက်ကိုပဲအာဒီတာထုံသုံးလာတာပဲဖြစ်ပါတယ်ခေါင်းသုံးဆော့ပါဆိုခေါင်းတိုက်ဖို့ပဲချောင်းနေတဲ့စင်မြန်ကြီးတို့ရဲ့ကစားသမားတွေကြောင့်အာဒီတာစိတ်ပြတ်နေပါပြီချန်ပီယံတိုက်ပွဲမှာချန်ပီယံခြေစွမ်းပြသပြီးဂျိုးဂျာတို့နိုင်ယူခဲ့တာပဲဖြစ်ပါတယ်ဂျိုးဂျာတို့ဟာဒီနေ့ပွဲစဉ်မှာရိုပေါက်တွေနဲ့အားနဲ့နေတဲ့ခန်းစစ်ကိုစနစ်တကျနဲ့ပြင်ဆင်လာတာကိုတွေ့ရှိရပါတယ်ဒါစင်မူယောဂရက်ကိုလည်းဗန်ဒိုက်ကအိတ်ကတဲ့ထဲထားပြီးတော့ထိန်းပြသွားပါတယ်အခုလိုစင်မြန်ကြီးတို့ကတော့ကြက်ဖာကြီးနိုဘူးတို့နဲ့အတူတူဂူထဲမှာဂူအောင်ပြီးတိုင်းကျင်ရတော့မှာပဲဖြစ်ပါတယ်စင်မြန်ကြီးကနောက်ပတ်မှာလည်းဂူထဲကထွက်လာနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် online ပေါ်မှာဘောလုံးပွဲတွေစော်ကစားခြင်းနဲ့ညီကိုတို့အတွက်ယုံကြည်စိတ်ချရတဲ့ agent ဝင်းပပအောင်ရှိပါတယ်။ iPad ခွန်ရှစ်ကို9-3လုံး mix မောင်း 556တို့ကိုတနေရာထဲမှာစော်ကစားလို့ရပြီး bonus 10% ပေးတာမို့ Viber နံပါတ်3992222338ကိုဆက်သွယ်နိုင်ပါတယ်။